Shalom, alome minglaba, gabatawalo mashijato, chiato dunya alo minglaba, dine na thamase cha, zola na yaniga ni biro, pjali biro alo go chusure, dine nyama le mita sunyane tutukwa, gabatawalo mashijato, mita sunyane tutukwa, chamaro sincha amidwa chane, nuko pro shira pjade, Tomorrow, a million may bono, la time, a million may pay the here, cheese road at the child, life, no go pro city, la time, pay, mean city, Punja Pide Yane, tomorrow no go pro city to a jar the days, or in it, Zola Male, cheese road and pay, Punja Chene, tomorrow, celebrities, Piazza Shira, the Yago, Dugua, the la Zola, the la Lolo, pay the here, a queen pay at time, tomorrow, Dwabro, tomorrow, a life limp. ဖွင့်ရတဲ့ဖြစ်ပါမယ်ဆိုတော့ခုချိန်ပါတယ်ဒီနေ့ညမှာလေးပြန်နေပြီးတော့ကျမတို့လာရဲ့နောက်ဆုံးအပတ်မှာအမြဲတမ်းဆူတောင်းကြတဲ့အခါမှာကိုတော့သမီးတို့ဒီနေ့ဇွန်လမှာဘယ်လိုမျိုးလုံးသားနဲ့တွားရမှာလဲဘယ်လိုမျိုးဟာနဲ့တွားရမှာလဲကျမတို့ညလုံးပေါင်းဆူတောင်းရင်းနဲ့ကျမတို့တွားတဲ့အခါမှာဖခင်မြင်စေကြစေအရာကိုအတူတူကဆင်ခြင်ရင်းနဲ့ညတိုင်းမှာ Nogo Pro CD အနေနဲ့ကျမတို့တွားကြဝေရန်အတွက်နေ့တိုင်းမှာဆင်ခြင်ရင်းနဲ့လူတွေတွားရင်းနဲ့ယုံကြည်ခြင်းအခြေလှမ်းရင်းနဲ့တော့ဝေရန်အတွက်ဖြစ်ပါမယ်ဆိုတော့ခုချိန်မှာမိသားစုများနဲ့အတူတူကဒီဇွန်လမှာအတူတူကကျမတို့စတောင်းရင်းနဲ့တိုးရင်းနဲ့ဖျားမြင်စေရာကိုရှေ့ပေးချင်တာဖြစ်ပါတယ်ဆိုတော့ကျမတို့အဲ့လိုပြောလို့ကျမတို့ဖျားကတလားမှာပဲတလားအတွက်ပဲဖွင့်ပြတဲ့ဖျားလားမဟုတ်ရပါဘူးဖျားကလာမပြောနဲ့အချိန်တိုင်းနိုင်ရီတိုင်းအဲ့လာမှာဖွင့်ပြပေးတဲ့အရာလဲနေ့ရက်တွေမှာနေ့တွေမှာနိုင်ရီတိုင်းမှာဒီမိနစ်မှာဒီစက္ကန့်မှာဘယ်လိုတွားရမှာလဲဆိုတဲ့အရာကိုဖျားကဖွင့်ပြလေရှိတာဖြစ်တယ်အာမင်ဆိုတော့အတူတူကဆင်ခြင်ရင်းနဲ့ကျမတို့အတူတူကကျမတို့အတူတူကဒီ Nogo Pro ကိုဆင်ခြင်ရအောင်အကြောင်းအရာကတော့ဗာလဲဆိုတော့ဖယားကယာကုပ်ကဒီပြေးတဲ့အခါမှာသူ့ရဲ့အကိုစီကနေပြေးတဲ့အခါမှာသူလမ်းမှာကြောက်ခေါင်းအုံရင်နဲ့ကျမသူကြောက်ခေါင်းအုံရင်နဲ့ဖယားဖွင့်ပြတဲ့အရာကိုဖယားကကျမတို့ကိုဒီဇွန်လမှာကိုတို့ဘယ်လိုမျိုးတွားရမှာလဲဆိုတဲ့အရာကျမတို့ဆင်ခြင်တဲ့အခါမှာဖယားကထို Nogo Pro ကိုကျမနှလုံးသားထဲမှာထည့်ပေးတာဖြစ်တယ်အာမင်ဆိုတော့အဲ့ဒီအရာနဲ့ကျမဇွန်လမှာအတူတူကဆင်ခြင်အောင်မေးတွားမှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ကျမတို့ Nogo Pro ကိုဖတ်ချင်ပါတယ်ကဘာဦးကျန်ခန်းကြီး28ကိုကျမတို့သွားချင်တာဖြစ်ပါတယ်ထို့တို့ပိုင်းရ6ကနေစဖတ်ပါမယ်အပိုင်းရဲ့ကဘာဦးကျန်ခန်းကြီး28အပိုင်းရဲ့30ကနေဖတ်ပါမယ်ယာကုတီဘေယရှေဘဘေရရှေဘရွာမှာထွက်၍ခါနိုင်ပြီးသို့ခရီးသွားစဉ်တွင်တဆုံတစ်ခုသောအရက်သို့ရောက်၍မိုးချုပ်သောကြောင့်ညစ်ကိုလွန်စေမိအကြံရှိသည်နှင့်အညီထိုအရက်၌ကြောက်ကိုယူ၍ခေါင်းအုံးဖို့ထားပြီးလျင်အိတ်လေ၏မြင်ရသောအိမ်မက်ဟူမူကားမြေကြီးပေါ်၌လေကားထောင်လျက်အဖျားသည်မိုးကောင်းကင်တိုင်အောင်မိ၏ဖျားသခင်၏ကောင်းကင်တမန်တို့သည်ထိုလေကားဖြင့်ဆင်းလျက်တက်လျက်ရှိကြ၏ထာဝရဖျားသည်လေကားထက်၌ရက်တော်မူလျက်ငါသည်သင်၏အဘအာဗြဟံ၏ဖျားအေဇက်၏ဖျားဒီဟုသောထာဝရဖျားဖြစ်၏သင်အိတ်တော်မြေကိုသင်နှင့်တင်ဤအမျိုးအနွယ်အားငါပေးမည်တင်ဤအမျိုးအနွယ်သည်မြေမှုတ်ကဲ့သို့များပြားလိမ့်မည်အရှိအနောက်တောင်မြောက်လေးမျက်နှာအရက်တို့သို့နှံ့ပြားကြလိမ့်မည်တင်နဲ့တင်အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်တင်ငါသည်တင့်ဘက်မှရှိ၏တင်သွားလေရရ၌ငါဆောင်မမည်ဤပြည်သို့တဖန်ဆောင်ခဲ့အိုမည်ဂတိထားသည့်အတိုင်းမပြည့်စုံမည်သင်ကိုငါမစွန့်ဟုမိန့်တော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စစ်ထာဝရဘုရားသည်ဤအရက်၌ရှိတော်မူ၏ရှိတော်မူကြောင်းကိုငါမသိဤအရက်ကအဘယ်မျှလောက်ကြောက်မဲ့ဖွယ်ဖြစ်သည်တကားဤအရက်ကအချားမဟုတ်ဖျားသခင်ဘုံပိမှန်ကောင်းကင်တကဝဖြစ်သည်ဟုကြောက်ရွံ့ခြင်းတို့ရောက်၍ဆို၏အပိုင်းရဲ့18နန်းနဲ့စောယာကိုတည်ထား၍ခေါင်းအုံသောကြောက်ကိုယူသည်ဖြင့်
မှတ်တိုင်ဖြစ်စေလျက်ထူထောင်ပြီးလျင်ကြောက်ထိပ်ဖြားပေါ်၌စီကိုလောင်းလေ၏ထိုအရက်ကိုလည်းဘေတလအမည်ဖြင့်မှတ်လေ၏ထိုမြို့၏အမည်ဟောင်းကဥလန်လူဇဟုတတိအာမင်ဟာလေလုယာအာမင်ဆိုတော့ကျမတို့အားလုံးရှလုံးပါအားလုံးပြန်လေးပြီးတော့ကျဆိုဆင်မခင်စီဆင်မရချခင်စီညီမလေးပိုင်ဟောတင်းဦးရှလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့ကျမတို့ဒီຢာကိုကျမတို့ဆင်ခြင်တဲ့အခါမှာကျမတို့ဆွတောင်းရင်းနဲ့ကိုတော့ဒီဇွန်လမှာသမီးတို့ဘယ်လိုမျိုးသွားရမှာလဲကျမတို့ဆင်ခြင်တဲ့အခါမှာဖယားကထိုအဒီအရာဒီနှုတ်ကပရောနဲ့ကျမနှလုံးသားထဲမှာကြောက်ခုံအောင်တဲ့အခါမှာဒီယာကုပ်ကကြောက်ခုံပြေးလွှားရတဲ့အချိန်မှာမိုးချုပ်တဲ့အချိန်မှာကြောက်ခုံအုံပြီးတော့အာမင်ခုံအုံပြီးတဲ့အချိန်မှာဖယားသခင်ကဒီတနည်းအားဖြင့်ဖယားကသူ့ကိုခေါင်းအုံတော်မှာ comfortable ဖြစ်တဲ့ခေါင်းအုံမဟုတ်ဘဲနဲ့တက်တောင့်တက်တာရှိတဲ့ခေါင်းအုံမဟုတ်ဘဲကြောက်ကိုယူပြီးတော့သူကိုယ်တိုင်ကကြောက်ကိုယူတဲ့ခေါင်းအဖြစ်လုပ်ပြီးတော့အိတ်နေတဲ့အချိန်မှာဖယားကဒီတော့အိတ်ခြင်းနဲ့အိတ်စီတဲ့အချိန်မှာဖယားဖွင့်ပြတဲ့ယူပါယုံဖြစ်ပါတယ်ဟာလေလုယာအာမင်ယူပါယုံဖြစ်တယ်အဲ့ဒီအရာမှာတွေ့တဲ့အခါမှာကျမတို့အပိုင်းရဲ့ဒီ14မှာကြည့်တဲ့အခါမှာဒီတင်ဤအမျိုးတွေဒီမြေမှုတ်ကဲ့သို့များပြလိမ့်မည်အရှိအနောက်တောင်မြောက်လေးမျက်နှာအရက်သို့နှံ့ပြကြလိမ့်မည်တင်နဲ့တင်ဤအမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့ဒီကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်တဲ့ဟာလေလုယာအပိုင်းရဲ့15မှာဘလို့ပြန်ရေးထားလဲဆိုတော့ငါတီသင်ပမာရှိဤသင်သွားလေရရ၌ငါဆောင်ပါမည်ဤပြည်သို့တဖန်ဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြစ်စုံမီသင်ကိုငါမစွန့်ဟုမိတော်မူ၏ပြန်ပတ်ခြင်းနဲ့ပိုင်းရဲ့15ငါသည်သင်ပမာရှိသင်သွားလေရရ၌ငါဆောင်ပါမည်ဤပြည်သို့တဖန်ဆောင်ခဲ့အောင်မီဂတိထားသည့်အတိုင်းမပြစ်စုံမီသင်ကိုငါမစွန့်ဟုမိတော်မူ၏ဒီနှုတ်ကပရောကိုတရိယာစေပြီးတော့ဒီနှုတ်ကပရောကိုဖွင့်ပြပေးပြီးတော့ဒီနှုတ်ကပရောရဲ့ဖွင့်ပြချက်တွေနဲ့အတူဇွန်လမှာနေ့တိုင်းအချိန်တိုင်းနိုင်တဲ့စက္ကန့်တော့ပြရင်အတွက်ကိုညီမဆဖွင့်ပြပေးနေတော့ဝိညာဉ်တော်ဖခင်နာမတော်ဒီပုံကြည့်ပါစေအရန်ကျေးဇူးတင်နေဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဒီယာကုပ်ရဲ့အသက်တာကိုကျမတို့ကြည့်တဲ့အခါမှာသူကသူ့ရဲ့အကိုကနေပြေးလွှားနေတာဖြစ်တယ်ပြေးလွှားနေတာဖြစ်တော့ကြောင့်ပြေးလွှားနေတဲ့အချိန်မှာ तू ကလမ်းတစ်ဝက်မှာပြေးလွှားနေတယ်ပြေးလွှားနေတဲ့အခါမှာလည်းမိုးကချုံနေပြီဆိုတော့ယာကုပ်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာဘယ်အရာကမှမျှော်လင့်ချက်မရှိဘူးဆိုတော့ခေါင်းအုံတော်မှာတတောင့်တရှိတဲ့ခေါင်းတော်မှာမအုံနိုင်ဒါပေမဲ့အဲ့ဒီယာကုပ်ကြည့်တဲ့အခါမှာကပ္ပဦးကျန်ခန်းကြီး28ကိုကြည့်တဲ့အခါမှာယာကုပ်ကတဲ့ထိုကြောက်ကိုယူပြီးတော့တဲ့ခေါင်းအောင်အဖြစ်အောင်နေတယ်ဒီနေ့ချစ်သူများအားလုံးဒီဇွန်လမှာကျမတို့ဝိညာဉ်တော်ဖခင်ရဲ့မားစားမှုကိုတောင်းခံပြီးတော့ဖခင်ရဲ့ကျေးဇူးတော်ထဲမှာသွားပြီးတော့ကျမတို့တွေဒီနေ့ယာကုပ်ကကြောက်ကိုယူပြီးတော့ခေါင်းအောင်တကယ်တော့ထိုကြောက်ဟာယေရှုခရစ်တော်ကိုပုံဆောင်တာဖြစ်တယ်ထိုကြောက်ကိုခေါင်းအောင်တဲ့အခါမှာယူပါရောအိမ်မက်ယူပါရောမြင်ပြီးတော့ဖခင်ရဲ့ဂတိတော်ဖခင်ရဲ့စကားဘယ်လိုသွားလာရမှာလဲအနာဂတ်တွေမှာဖခင်အတူရှိမဲ့ဖခင်ဂတိတော်တွေဖခင်စကားဖခင်ကယာကုပ်ရဲ့ခေါ်ခြင်းအားလုံးကိုလည်းဖွင့်ပြပေးသွားတာဖြစ်တယ်ဒီနေ့ကြောက်တည်ယူတော်ယေရှုခရစ်တော်ကိုကျွန်တော်တို့အုံရအောင်ဟာလေလုယာကြောက်တည်ယူတော်ယေရှုခရစ်တော်ထဲမှာကျွန်မအနာယူရအောင်အနာယူတဲ့အခါတိုင်းကျွန်တော်တို့ဘယ်လိုသွားရမှာလဲကြုံတွေ့နေတဲ့ဒီလိုမျိုးကြုံတွေ့နေတဲ့ခက်ခဲတွေကြားထဲမှာဖြစ်နိုင်တယ်အဲ့ဒီအထင်တွေထဲကနေဘယ်လိုသွားရမှာလဲဆိုတဲ့အရာကိုဖခင်ကိုယ်တိုင်ကဖွင့်ပြမှာဖြစ်တယ်တနည်းအားဖြင့်ယာကုပ်ကကျွန်တော်တို့မြင်အောင်ကြည့်လို့ရတာဖြစ်တယ်ယာကုပ်ကကြောက်ကိုယူပြီးတော့သူခေါင်းအောင်အဖြစ်အုံလိုက်တယ်တနည်းအားဖြင့်အဲ့ဒီခေါင်းအောင်တဲ့မှာသူအေးလိုက်တယ်ခေါင်းအုံလိုက်တယ်ဆိုတဲ့အရာဖွင့်ပြပေးတဲ့ဝိညာဉ်တော်ဖခင်ယေရှုတင်တယ်ဆိုတော့ဒီလိုမျိုးခေါင်းအုံလိုက်တဲ့အခါမှာခေါင်းအုံတယ်အိတ်တယ်ဆိုတာကအနာယူဖို့ဖြစ်တယ်အိတ်ဖို့ဖြစ်တယ်ပြီးတော့ recharge ပြန်ယူဖို့ဖြစ်တယ်ကျမတို့ပြန်လေးပြီးတော့အိတ်တယ်ဆိုတာကအနာယူတာကျမတို့ခန္ဓာကိုယ်ကအနာပေးတာဖြစ်တယ်မြင်ရအိတ်လိုက်ပြီဆိုရင်ဘာမှမသိတော့ဘူးပြောချင်တာကအိတ်လိုက်ပြီးအနာယူလိုက်ပြီးရင်ဘာမှမသိတော့အိတ်ပြီးဆိုရင်ဘယ်သူဘယ်ဝါဖြစ်သွားလဲမသိတော့ပြောချင်တာကတော်တော်လေးအိမ်မောကျသွားတာဖြစ်တယ်
တနည်းအားဖြင့်အဲ့ဒီအရာကိုကြည့်တဲ့အခါမှာကျမတို့ဒီနေ့ဇွန်လကနေစပြီးတော့နောက်ပိုင်းတွေမှာကျမတို့အသက်တာဒီနေ့ကျမတို့အသက်တာမှာနေတာအချိန်တိုင်းမှာယေရှုခရစ်တော်ကိုကြောက်တည်တော်ယေရှုခရစ်တော်ကျမတို့ရဲ့ကြောက်ကျမတို့ရဲ့ခေါင်းအိုးဒီနှုတ်ဒီစကားတွေအယံဒီနှုတ်ကပရောကအယံနဲ့နေတယ် hallelujah prophetic revelation life hallelujah ဒီကြောက်ကိုယူပြီးတော့ယာကုပ်ကကြောက်ကိုယူတာဖြစ်တယ်ဒီနေ့ကျမတို့အသက်တာပဲကြောက်တည်တော်ယေရှုခရစ်တော်ကိုကျမတို့ယူတင်ဝတ်ဆောင်ပြီးသားဖြစ်တယ်ဆိုတဲ့အရာကိုမြင်ရမည်ထိုကြောက်ထဲမှာကျမတို့ကြောက်ကိုအနားယူခြင်းတည်တော့အိတ်ဆက်ခြင်းတည်တော့အိတ်တယ်ဆိုတဲ့အရာဘာမှမသိတော့ဖြစ်တယ်။ဒီမဲ့အိတ်တယ်ဆိုတော့ဘာမှကိုမသိတော့ဆိုတော့ကျမတို့အဲ့လိုမျိုးပဲကျမတို့ကြောက်ကိုယေရှုခရစ်တော်တည်ဟူသောကျမတို့ရဲ့ကြောက်ကိုယူပြီးတော့ခေါင်းအောင်အနေနဲ့ကျမတို့အုံပြီးတော့အနားယူရအောင်အနားယူပြီးတော့ယေရှုခရစ်တော်ထဲမှာကျမတို့အနားယူတဲ့အိတ်ဆက်တဲ့အခါမှာဖခင်ကဖွင့်ပြလိမ့်မယ်။တနည်းအားဖြင့်မစိုးရိမ်မဲနဲ့အနားယူယေရှုခေါင်းအောင်တည်ဟူသောကြောက်ခေါင်းအောင်တည်ဟူသောယေရှုခရစ်တော်ကိုကျမတို့ယူတင်ဝတ်ဆောင်ပြီးအနားယူတဲ့အခါမှာဖခင်ကတစ်ခုပြီးတစ်ခုဖွင့်ပြမယ်။ကြုံတွေ့နေတဲ့ယောယာကုပ်ကသူ့ကိုဆရာနဲ့ထွက်ပြေးတယ်။သူလာမဲ့အနာကသူ့ရဲ့ဦးလေးစီကိုတွားရမယ့်အရာတွေကလည်းသူကြောက်နေတာ။ဆိုတော့သူ့အနာကမသိကြကျမတို့အသက်တာထဲမှာလီဇွန်လာနဲ့နေ့ကတော့တဝက်ကျိုးသွားပြီ။နေ့ကတော့တဝက်ကျိုးသွားပြီဇွန်လာရောက်နေပြီ။ပြီးခဲ့တဲ့အရာလေကိုထွက်ပြေးခဲ့တဲ့အရာတွေလားဖြစ်နိုင်တယ်ကြုံရမယ့်တွားရမယ့်အရာတွေမှာကျမတို့ဘာမှမသိချင်ဘူးလမ်းတော့အမှာရောက်ကိုလို့ဖြစ်နေလားဖြစ်နေလို့လည်းဖခင်ကကျမတို့စကားအဖြစ်ကျမတို့အားလုံးကိုစကားပြောနေတာဖြစ်တယ်ဆိုတော့အဲ့ဒီအခါမှာကျမဘာလို့ရမှာလဲကျမတို့နေရာတည်ဖို့ရန်အတွက်လိုတာဖြစ်တယ်အနာယူဖို့ဖြစ်တယ်ယာကုပ်ကထိုင်ပြီးတော့ depression ဝင်မနေဘူးတွေးမနေဘူးဆိုရင်ပူပန်မနေဘူးသူကကြောက်ကိုယူပြီးတော့ခေါင်းအောင်လုပ်ပြီးတော့အိတ်တဲ့အခါမှာဖယားကိုယ်တိုင်ကလာပြီးတော့ဖွင့်ပြချက်တွေနဲ့ဖွင့်ပြပေးတယ်လို့ပဲဒီနေ့ကျမတို့ကြုံတွေ့အတိတ်ကအရာတွေကျင်ဆိုင်ရအနာကအရာတွေတွေ့လာကျမတို့ယေရှုခရစ်တော်ယူပြီးတော့ကျမအနာယူရအောင်ကျမတို့အိတ်ရအောင်အနာယူအဲ့ဒီအခါကျတနည်းအားဖြင့်ပြန်အချင်းယူခြင်းဖြစ်တယ်ခရစ်တော်ရဲ့ပြီးစီခြင်းအရာတွေထဲမှာအနာယူခြင်းဖြစ်တယ်အိတ်ဆက်ခြင်းဖြစ်တယ်အိတ်တဲ့အခါမှာဘာမှမသိတော့ဘူးပိုက်စားတာလည်းမသိတော့ဘူးအိတ်တဲ့အခါမှာနော်ပိုက်စားတာလည်းမသိတော့ဘူးအချင်းဘလို့ဖြစ်နေလဲမသိတော့ဘူးယာကုပ်အိတ်တဲ့အချိန်မှာဘာအကောင်ပလောင်တွေလာလဲဆိုသူလည်းမသိတော့ဘူးတောင်းထဲမှာအိတ်တဲ့အခါမှာအဲ့လိုမျိုးပဲကျမတို့ကြုံတွေ့နေတဲ့အရာတွေအားလုံးထဲမှာကျမတို့အိတ်ရအောင်ယေရှုခရစ်တော်ကိုကြောက်ဒီလိုတော့ယေရှုခရစ်တော်ခေါင်းအဖြစ်အုံပြီးတော့အနာယူအိတ်ဆက်တဲ့ခါကျရင်တနည်းအားဖြင့်အချင်းယူတဲ့ခါကျထိုအရာထဲမှာပဲကျမတို့ယေရှုခရစ်တော်ကိုပဲကျမတို့စင်ကြအောင်မိတဲ့ခါကျရင်ဖခင်ကတခုပြီးတခုယာကုပ်ကိုဒီနေ့ယာကုပ်ကိုဒီဖွင့်ပြတယ်။မြင်ရတော့အိမ်မဟူကားတယ်မြေကြီးပေါ်၌လေခါထောင်လေအဖျားသည်မိုးကောင်းကင်တအောင်မိဖျားသည်ကောင်းရတမန်တို့သည်ထိုလေခါအပြည့်ဆင်းလျက်တည်းရှိကြ၏တဲ့ဟာလေလုယာဟာလေလုယာအိုရာခါပါဟန်ဒလာရှိဒီယာရာမမကြောက်တူသောယေရှုခရစ်တော်ကိုယူတင်ပြီးတော့ကျမတို့ကခေါင်းအနေနဲ့အုံပြီးတော့အနာယူတဲ့အခါကျရင်ကောင်းကင်တနည်းအားဖြင့်ဝိညာဉ်တော်ဖျားတစ်ခုပြီးတစ်ခုကျမတို့ကိုဖွင့်ပြလိုက်မယ်တက်လျက်ဆင်းလျက်ဟာလေလုယာအိုရာခါပါလေခါပြဆင်းလျက်တက်လျက်ရှိကြတယ်တဲ့ဆင်းလျက်ဆင်းနာအရင်လာတာဖြစ်တယ်ဆင်းလျက်တက်လျက်ရှိကြတယ်ဖွင့်ပြချက်တစ်ခုပြီးတစ်ခုဟာလေလုယာထာဝရဘုရားသည်လေခါထက်၌ရတော်မူလျက်ဟာလေလုယာငါတည်သည်အဘအာဗြဟံဖယားအာဗြဟံဤဖယားအိဇက်ဤဖယားတည်တော်ထာဝရဘုရားဖြစ်သင်အိတ်တော်မြေကိုသင်နဲ့သင်ဤအမျိုးနွေအားငါပေးမယ်ယေရှုခရစ်တော်ကိုကြောက်ကြည်သောယေရှုတို့ယူတင်ဝတ်ဆောင်ပြီးကျွန်မအိပ်ပြီးအနားယူတဲ့ခါကျရင်ကျွန်မတို့ပိုင်ဆိုင်ရတဲ့အရာကျွန်မတို့ဘလိုမျိုးဖြစ်တဲ့ဖခင်ဂတိတော်တွေတခုဖွင့်ပြမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဒီနေ့မှာကျွန်မတို့နှုတ်ကပဒီဇွန်လိုက်နှုတ်ကပရောစီဒီ prophet revelation live episode တင်မှာမိသားစုများနဲ့အတူတကွဆင်ခြင်အောင်မိသွားခြင်းနဲ့အားပေးခြင်းနဲ့အားကဇွန်လာမှာကြောက်ဒီတော်ယေရှုခရစ်တော်ယူပြီးတော့ခါအောင်ရအောင်အိရအောင်အနာယူရအောင်ဖခင်အနာစိတ်ချလက်ချအနာယူပြီးတော့ဖခင်လို့ယေရှုတော်လှုပ်ဆောင်ပြီးသွားတဲ့အရာအထက်မှာခါအောင်ပြီးတော့ဟာခါအောင်နေဆိုတဲ့အရာကအရန် comfortable ဖြစ်တာဖြစ်တယ်အနာယူစိတ်ချပြီးတော့ဟာလေလုယာအနာယူတဲ့အခါကျရင်ယာကုပ်ကိုဖခင်သခင်ကယာကုပ်ကကြောက်ကိုယူပြီးတော့ခါအောင်တဲ့အခါမှာဖခင်သခင်ကိုယ်တိုင်ကဖွင့်ပြတဲ့ကဲ့သို့ပဲကျွန်တော်တို့ကြုံတွေ့နေတဲ့အတိတ်ကအရာတွေအနာဂတ်ကအရာတွေအားလုံးကိုလည်းခဏလောက်မေးပလိုက်ပြီးတော့ဟာလေလုယာယာကုပ်လိုပဲကြောက်တူသောယေရှုခရစ်တော်ယူပြီးတော့ကျွန်တော်တို့အိမ်ရအောင်ထိုယေရှုခရစ်တော်ပျော်မွေ့ရအောင်ထိုယေရှုခရစ်တော်ပြီးစီး
ချင်းနဲ့မှဝန်ခံရအောင်အဲ့လိုမျိုးဝန်ခံအနာယူတဲ့အခါကျရင်ဟာလေလုယာဖခင်ကတခုပြီးတခုကျမတို့ကိုဖွင့်ပြမယ်ဂတိတော်တွေဘလို့သွားရမှာလဲဘလို့ချင်းလန်းလန်းရမှာလဲဆိုတဲ့အရာကိုဖွင့်ပြပေးတဲ့အခါမှာထိုဖွင့်ပြချက်ကကျမတို့ကိုထိုဖွင့်ပြချက်ကယာကိုလန်ခီဘလို့တော့ရမှာလဲဘလို့ရင်ဆန်းဖျိုက်ကတိတော်ရထားတဲ့ခါမှာသူလုံးဝဘာဝရည်ရွယ်ချက်သူ့ရဲ့ရည်ရွယ်ချက်ကိုသိသွားတယ်လို့ပဲကျွန်မဇွန်လနဲ့စပြီးတော့ပြီးခဲ့တဲ့အရာတွေလာရင်ဆိုင်ရအောင်မဲ့အရာတွေအားလုံးရှိတော်ညာလဲကြောက်တည်သောယေရှုခရစ်တော်ခေါင်းအောင်ကိုယူပြီးတော့အနာယူပြီးတော့ဟာလေလုယာပြီးစီးစေခဲ့တဲ့အမှုမှာပျော်မွေ့လျော်ပြီးတော့ယေရှုခရစ်တော်ပြီးစီးစေခြင်းအမှုတွေမှာမွေ့လျော်ရင်းနဲ့ဟာလေလုယာဖခင်ပွင့်ပြမယ်ယူပါရောတယ်ဖခင်စကားတွေကိုနေ့တိုင်းအချိန်နဲ့မှခံယူရင်းနဲ့ကျွန်တော်တို့တော်ပြန်အတွက်လှုပ်သွားတဲ့အခါကျရင်ဖခင်ရဲ့စကားဂတိတော်ထဲမှာတာ၍ရောက်ကိုအားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်စေတကယ်သူဣသရေလဖြစ်သွားတကယ်သူပဲကျွန်တော်တို့ရဲ့အားဖြင့်လေတာ၍ဖခင်ကလူမျိုးကြီးတွေဖြစ်ဖခင်ကလူတွေရှိမှတည်ပြမယ်ဆိုတဲ့အရာကိုဝိငါတက်တွင်ပေးခြင်းဖြစ်ပါတယ်အဲဒါမှအရှုံးမပေးပါနဲ့စိတ်နဲ့လည်းမကြအတိတ်ကအရာတွေကြောင့်အရှုံးမပေးနဲ့အနာဂတ်အရာတွေကြောင့်မကြောက်နဲ့စိတ်နဲ့မပြတ်ပဲနဲ့ယာကိုကဲ့သို့ပဲကြောက်တူသောယေရှုတော်ကိုယူပြီးတော့ခေါင်းအောင်ပြီးတော့ထိုယေရှုတော်ပျော်မွေ့ရင်းနဲ့အချင်းယူရင်းနဲ့ဟာလေလုယာယူပါယုံတွေကိုရယူကြရပါစို့ဆိုတဲ့အရာကိုဝိငါတက်တွင်ပေးခြင်းဖြစ်ပါတယ်ဂျေဇုတင်တဲ့ရောက်ဆင်ပြရှင်တူကောင်းချီးပေးပါစေကိုရောဂျေဇုတင်တဲ့ဒီနေ့ဇွန်လအတွက်သမီးတို့ကိုဖွင့်ပြပေးတဲ့ဝိညာဉ်တော်ဖခင်ဂျေဇုတင်တဲ့ပါဒီနေ့ထမြကျန်ကဘာဦးကျန်28ထဲမှာပြောတဲ့အတိုင်းပဲပါဒါသရတတာထဲမှာယာကိုကဲ့သို့ပဲပါကြုံတွေ့သမျှသောအရာတွေအတေကအရာတွေလာရင်ဆိုင်ရမယ့်အရာတွေထဲမှာလက်ချီနီဘာမှယာကိုဆိုလည်းဘာမှသူ့လက်ထဲမှာဘာမှမရှိဘူးအဝတ်တစ်ထေပဲပါခဲ့တဲ့အတိုင်းပဲသမီးတို့တတာထဲမှာလည်းရင်ဆိုင်ရတဲ့အတိတ်ကအရာတွေဖြစ်နိုင်တယ်အနာဂတ်ကအရာတွေကြောင့်ဖြစ်နေဘာမှမရစရာမရှိဘူးလို့ကြုံတွေ့နေတဲ့အချိန်တွေမှာအိုးကိုရောကြောက်တူတော်ယေရှုခရစ်တော်ကိုယူပြီးတော့အဖခေါင်းအဖြစ်အုံတက်ပြီးတော့မျက်မှောက်တော်ထဲမှာယေရှုခရစ်တော်ပြီးစီးစေခြင်းရာထဲမှာနှိတ်ချစိတ်ချစွာအိုးအနာယူတတော်သူတွေအိတ်ဆက်တတော်သူတွေဖြစ်ခြင်းအပြင်ဖွင့်ပြချက်ကိုလို့ဆရာလာတဲ့ဖွင့်ပြချက်ရာယူတတော်သူတွေဖြစ်စေပြီးဖြစ်လို့ဂျေဇုတော်ကိုချီးမွမ်းနေပါဂျေဇုတော်ကြီးလာပါတယ်လို့ဝန်ခံထိုးဖွင့်ပြချက်ဒီနှုတ်ကပရောတီကဘာတဝန်လာမှာရှိကြတော်သူများကြီးနေတော်သူကြည်အောင်မဲ့သူတွေအရောက်ချင်နားလေရတော့ခွင့်နှုတ်ကပရောရဲ့ဖွင့်ပြချက်အလင်းတရားပြီးဖြစ်ကြောင်းယေရှုဖခင်နာမနဲ့ဂျေညာနဲ့အတီးပြုစုတောင်းဆန်ဂျေဇုတော်ချီးမွမ်းလဲကောင်းကင်တကာဖွင့်လျက်ဆင်းလျက်တက်လက်ဖြစ်ကြခြင်းယူပါယုံဖခင်ရဲ့ဖွင့်ပြခြင်းတွေမှာနှမျောတော်သူတွေဖြစ်ဖြစ်ကြောင်းကြီးညာလေယေရှုဖခင်နာမနဲ့ကောင်းချီးပေးခြင်းညာအတီးပြုစုတောင်းကောင်းချီးပေးလိုက်ပါတယ်ဖာဂျေဇုတင်ရဲ့အရာရှင်ပြရှင်သူကောင်းချီးပေးပါစေ You are blessed have a revelation night God love you